ဒီနေ့တော့စူဇန်နဲ့တူရာမာ9မှာရှိတဲ့ကိုရီးယားဘာဘီကျူဘူဖေးလေးသွားစားရအောင်ဒီဆိုင်လေးက BTS အဝါလိုင်းပေါ်မှာရှိပြီးတော့ဒီအဝါလိုင်းစီးသွားလို့ရှိရင် Paradise Palace Mall ရဲ့ပထမထပ်မှာပဲရှိပါတယ်ဒီဆိုင်လေးကမနက်7:00နာရီကနေည2:00နာရီထိဖွင့်ပြီးတော့ည10:00နာရီနောက်ပိုင်းလာစားမယ်ဆိုလို့ရှိရင်4ယောက်လာစားရင်3ယောက်ပဲပေးရမယ် promotion လေးလည်းရှိပါတယ်ဒီဆိုင်မှာ383ဘတ်နဲ့249ဘတ်တန်ဆိုပြီးတော့ဘူဖေး2မျိုးရှိပါတယ်249ဘတ်ထဲမှာတော့အခုပြထားတဲ့ဘာဘီကျူတွေမပါပါဘူးဒါက383ဘတ်မှာပါတဲ့ဘာဘီကျူတွေပါ249ဘတ်တန်ကတော့ဒီမှာသူ့ဆိုင်မှာရှိသမျှပေါ့နော်ကိုရီးယန်ဖူတွေအကုန်လုံးစိတ်ကြိုက်စားလို့ရပါတယ်ဘာဘီကျူတော့မပါဘူးပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ site ဆွေးရလည်းတော့စုံပါတယ်ဒီတော့ပူကီတို့ပြီးရင်ကအသားချောင်းတို့ပြီးသွားရင်ရင်းနှီးဟင်းရေးပြီးဒီမှာ kimchi stew ပဲကြဆန်တော့ပူကိုကီတော့ပူကီဆိုလို့ရှိရင်လည်း3မျိုးလောက်ရှိရပေါ့နော်ပြီးတော့ဒီဆိုင်မှာလေမြန်မာဝန်ထမ်းတွေလည်းအများကြီးရှိအောင်မို့လို့ကိုမြန်မာလိုပြောပြီးတော့ပေါ့နော်သိချင်တာလေးတွေလည်းမေးပြီးတော့မှာစားလို့ရပါတယ်အပြင်က site လေးတွေအပြင်အခုဒီထဲမှာပြထားတယ်သူရဲ့ site dish menu လေးတွေလည်းမှာစားလို့ရတယ်ပေါ့နော် kimchi fried rice တို့ Korean ramen တို့ပြီး corn cheese တို့ pizza တို့လည်းစိတ်ကြိုက်မှာစားလို့ရပါတယ်သူကလေ unlimited တိုင်းဖြစ်တာမို့လို့အချိန်အကန့်အသတ်မရှိရကြောင်းမလို့ကိုယ်စိတ်ကြိုက်ပေါ့နော်ကိုစားနိုင်သလောက်အေးစိတ်ထိုင်စားလို့ရပါတယ်ဒီမှာတော့စူဇန်ကတော့ဒီနေ့အစုံစားလာခဲ့တယ်ဒီ kimchi pancake တွေအေးပြအောင်အေးလေးတောက်လိုက်နဲ့ side dish လေးတွေစားလိုက်နဲ့ကင်မတ်တစ်ပန်းလုံးလည်းလုံးဝအောင်ကုန်သွားပါပြီအခုတော့အသီးလေးစားပြီးတော့အချိုဝဲလေးနဲ့လက်စားတက်လိုက်ပါမယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog လေးမှာပြန်ဆုံကြရအောင်